ထန်တော့ကိုစကစ်လေးနဲ့နော်စကစ်လေးနဲ့တွေ့နော်တာကြီးတို့တွေ့နော်တာကြီးတို့တွေ့နော်ထန်တော့ကိုအချိန်20ပဲရှိသေးတယ်အေးဆေးပဲတာကြီးတို့နော်โอเคကဲတာကြီးတို့ဒီမှာလူတန်းဆောင်မနေကြတယ်ပီမီယံခရက်ကရောက်ရှိလာပြီဆိုတော့ပီမီယံခရက်120နဲ့အကန်3လဲရအောင်ဘယ်လိုဖောက်မလဲဆိုတော့ကျွန်တော်ပြပြပေးရမယ်ကဲဒီတော့ office အနေနဲ့ကကျွန်တော်တို့ဒီ Vigo office လေးချိန်ရပါမယ်ဒီ Vigo office ချိန်မယ်ပြီးတော့ဒါပါပဲလူကတော့ဒါပါပဲလူပါလေပြီးတော့တစ်ဖောက်ပါမယ်ဖောက်တဲ့နေရာမှာနည်းနည်းလေးလေးဝက်ချက်လေးရှိပါတယ်အဲ့ဒါကျွန်တော်ပြပြပေးရမယ်ဘာလဲဆိုတော့ကျွန်တော်တို့ဖောက်တဲ့အချိန်ပထမဆုံးဖောက်တဲ့အချိန်ကိုကျွန်တော်တို့ one draw နဲ့နော်10ခါဖောက်မယ်one draw ဖောက်တဲ့အချိန်မှာလဲ skip လေးနဲ့ဖောက်မယ်ဟေးဟာဘာကြီးတော့ဒီကက်โอเค10ခါဖောက်ပြီးပြီဆိုရင်ကျွန်တော်တို့10 draw ကို skip လေးနဲ့နော် skip လေးနဲ့အိုးတွေ့နော်တာကြီးတို့တွေ့နော်တွေ့နော်ထန်တော့ကိုအချိန်20ပဲရှိသေးတယ်အေးဆေးပဲတာကြီးတို့နော်โอเคအချိန်20ပဲရှိသေးတယ်အေးဆေးပဲကဲဒီတော့အေးဆေးပဲကျွန်တော်တို့ material 3ချောင်းရပါပြီအေးဆေးပါပဲကဲနောက်ထပ်10ချိန် Let's go အဲ့ဒါလဲ skin နဲ့ပါပဲ skin နဲ့အချိန်50တီးကိုဖောက်ပါမယ်အုတ်ထုတ်ထဲမရတယ်အေးဆေးပဲเนาะအဆင်ပြေတယ်ဘာဆက်ပေးမလဲโอเคအချိန်50ပြည့်ပြီအချိန်50အရှင်းမှာ one draw နဲ့10ချိန်ဆိုတော့ကျွန်တော်တို့ဒီတစ်ခါဖောက်တဲ့ချိန်ကျရင်ကျွန်တော်တို့အခုမှပြီးမှာပါဒီတစ်ခါဖောက်ချိန်ကျကျွန်တော်တို့ skip လေးဖြုတ်လိုက်ပါမယ်ဖြုတ်မယ်ပြီးတော့10ချိန်ကို skip မချပါဘူးโอเคနောက်ထပ်10ချိန်ဘာလို့ဒီတစ်ခုတော့ရပါပြီဟော office ပဲ Nope လောလောဆယ်တော့ဘာမှမပေးပါဘူး90ဘာမှမရပါဘူးဘာဖြစ်ပြောကျွန်တော်တို့ material 3ချောင်းတော့ရမှာတီးချနေပါပြီโอเคကဲတော့ကြိတ်လေးရကျွန်တော် material 3ချောင်းရအချိန်120ပြည့်လို့ရလိုက်ပါပြီforce scope အဆင်ပြေတယ် force scope လေးနော်ကဲဒီတော့အချိန်130ကိုအခုတော့ကျွန်တော်တို့2လက်ပေါက်ပြီးသွားပါပြီဒီမှာတက်လက်လေးထပ်ယူလိုက်ရုံပါပဲထပ်ယူလိုက်မယ်ဆိုတော့ကျွန်တော်ကန်ကောင်းပါပါကျွန်တော်ကန်ကောင်းမှာပေါက်ပါပါကဲ let's go ကန်ကောင်းလားမကောင်းဘူးလားဦးစီရတယ်အဆင်ပြေတယ်ဒါလည်းခံမယ်ဟော okay ပြီးတော့ vector တော့တစ်ချိန်တော့ red dot အလိုအဆုံးပါပဲเนาะ SMG တွေမှာအကုန်လုံးကတော့ red dot အလိုအဆုံးပါပဲကဲဒီတော့3လက်တော့မရဘူးဒါပေမဲ့2လက်ရတယ်2လက်ဆိုရင် material 3ချောင်းအပူရတယ်ဆိုတော့တန်ပါတယ် UC 120နဲ့မဟုတ် UC 120အောင်ဖြစ်ပါပြီအချိန်120နဲ့အခုလာနေတဲ့ RPA 19အနေနဲ့တော်လေးကိုလာတဲ့ item တွေပါလာပြီးတော့ level 40မှာယောက်ျားလေး matic set level 100မှာတော့သပင်တစ်ခွနဲ့ main ကလေး matic office ကိုရမှာပါ RP ဆိုတာပတ်ကြည့်မွေး player တွေတော်တော်များများဖွင့်ကြပြီးတော့ RP ဖွင့်လိုက်တဲ့ UC တွေကို RP mission လောက်လိုက်တာနဲ့ UC အားလုံးပြန်ရလာကြောင်းလုံးဝဖွင့်ထားတင်ပါတယ်